အားလုံးပဲမင်္ဂလာပါ BOC သတင်းဌာနကနေကြိုဆိုပါရစေကျွန်မကတော့အေးတင်စာပါဒီကနေ့ April 17ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါယနေ့ညနေဆင်ရမယ့်သတင်းတွေကတော့ချင်းပြည်တောင်ပိုင်းကံပလက်မြို့နယ်မှာအာရကန်တပ်တော် AA နဲ့ချင်းပြည်နယ်အဖွဲ့ဝင် CDF ကံပလက်တပ်ဖွဲ့ကအတင်းအဓမ္မစစ်သားစုဆောင်မှုတွေဆက်လက်လုပ်ရင်ပြည်သူလူထုတရက်လုံးပူးပေါင်းပြီးတွန်းလှန်သွားမယ်လို့ကံပလက်မြို့နယ်အမှတ်5ဒေသပြည်သူလူထုကပြောဆိုလိုက်ပါတယ်ချင်းပြည်ဖလားမြို့သိမ်းတိုက်ပွဲမှာချင်းပြည်နယ်တပ်ဖွဲ့တွေနဲ့အတူပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတဲ့မဟာမိတ်တပ်ဖွဲ့တွေကရဲဘော်30ကျော်ကြာဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။စကိုင်းတိုင်းဝမ်ပူမြို့နယ်နောက်ခေါင်ကျေးရွာကိုလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာအရက်သားပြည်သူ26ယောက်သေဆုံးပြီး22ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်လိုက်တဲ့သတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ချင်းပြည်တောင်ပိုင်းကံပလက်မြို့နယ်မှာအာရကန်တပ်တော် AA နဲ့ချင်းပြည်နယ်အဖွဲ့ဝင် CDF ကံပလက်တပ်ဖွဲ့ကအတင်းအဓမ္မစစ်သားစုဆောင်မှုတွေဆက်လက်လုပ်ရင်ပြည်သူလူထုတရက်လုံးပူးပေါင်းပြီးတွန်းလှန်သွားမယ်လို့ကံပလက်မြို့နယ်အမှတ်5ဒေသပြည်သူလူထုကပြောဆိုလိုက်ပါတယ်။စစ်ကောင်စီတပ်ဖွဲ့တွေဟာကံပလက်မြို့ကနေ2024ခုနှစ်ဒီဇင်ဘာလ22ရက်နေ့ကသူတို့သဘောဆန္ဒအရဆုတ်ခွာသွားကြတဲ့နောက်ပိုင်းမှာ ULA/AA နဲ့ချင်းပြည်နယ်အဖွဲ့ဝင် CDF ကံပလက်တပ်ဖွဲ့တို့ကအတင်းအဓမ္မစစ်သားစုဆောင်တာအသက်မပြည့်သေးတဲ့ကလေးသူငယ်တွေကိုဖမ်းဆီးတာမိဘတွေကိုလည်းလက်နက်နဲ့ချင်းချောက်တာစားတဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုကျူးလွန်နေတယ်လို့ဧပြီလ9ရက်နေ့ကထုတ်ပြန်တဲ့ကံပလက်မြို့နယ်အမှတ်5ပြည်သူလူထုရဲ့ကြေညာချက်တွေမှာဖော်ပြထားပါတယ်။ကံပလက်မြို့နယ်မကြာအုပ်စုမကြာကျေးရွာကအသက်မပြည့်သေးတဲ့မိန်းကလေး3ဦးနဲ့ယောက်ျားလေး4ဦးစုစုပေါင်း9ဦးကိုမတ်လ28ရက်နေ့မှာချင်းပြည်နယ်အဖွဲ့ဝင် CDF ကံပလက်တပ်ဖွဲ့တွေကစစ်တင်တိုင်းတက်ရောက်ဖို့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ကံပလက်မြို့နယ်အမှတ်5ဒေသပြည်သူလူထုအနေနဲ့ ULA/AA နဲ့ချင်းပြည်နယ်အဖွဲ့ CDF ကံပလက်ကိုလုံးဝလက်ခံနိုင်ခြင်းမရှိတော့ဘူးလို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါကြောင့် ULA/AA နဲ့ချင်းပြည်နယ် CDF ကံပလက်တပ်ဖွဲ့အနေနဲ့ကလေးငယ်တွေကိုဖမ်းဆီးပြီးစစ်မှုထမ်းစေတာအတင်းအဓမ္မငွေကြေးကောက်ခံတာတွေမပြုလုပ်ကြဖို့ဆက်လက်ကျူးလွန်လာပါကပြည်သူလူထုကပူးပေါင်းပြီးတွန်းလှန်သွားမယ်လို့ကံပလက်မြို့နယ်အမှတ်5ပြည်သူလူထုကဆိုလာတယ်။ချင်းပြည်နယ်ချင်းလန်းဖလားမြို့အခြေစိုက်ခလာရ268ကျန်းဖက်စစ်ကောင်စီတပ်စခန်းကိုချင်းပြည်နယ်နဲ့မဟာမိတ်တပ်ဖွဲ့တွေကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အပေါ်မှတ်တမ်းတင်ကုန်ပြုကြောင်းချင်းလန်းကောင်စီကထုတ်ပြန်ပါတယ်။တိုက်ပွဲတွင်အသက်ပေးထူသွားကြတဲ့ဒိုလာရေးဘောတွေကိုဦးမြို့ကတော့ဝပြုကြောင်းနဲ့ကိုရင်ကဆုံးရှုံးသွားကြတဲ့ရေးဘောတွေရဲ့ပေးဆက်မှုပေါ်ဂုဏ်ယူလေးစားကြောင်းနဲ့ချင်းလန်းကောင်စီကဖော်ပြပါတယ်။ဆီယနာရှင်စံနဲ့အပိတိုင်ချင်းမုံရေးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးချင်းပြည်နယ်ချင်းမျိုးသားတည်ဆောက်ရေးတို့အတွက်ချင်းပြည်သူတွေတော်လှန်ရေးအင်အားစုတွေနဲ့အတူတိုက်ပွဲဝင်သွားမယ်လို့ချင်းလန်းကောင်စီကဆိုပါတယ်။ချင်းပြည်ဖလန်းမြို့သိမ်းတပ်ပွဲမှာချင်းကြီးနောင်တပ်ဖွဲ့တွေနဲ့အတူပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတဲ့မဟာမိတ်တပ်ဖွဲ့တွေထဲမှာရဲဘော်30ကျော်ကြာဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကစတင်ခဲ့တဲ့ဖလန်းမြို့သိမ်းစစ်စင်ရေးမှာချင်းကြီးနောင်ဖွဲ့ဝင်တပ်ဖွဲ့တွေအပြင်စကိုင်းမကွေးဒေသဘက်ကမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့15ဖွဲ့ကျော်ကပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။9လခန့်ကြာမြင့်ခဲ့တဲ့ဖလန်းမြို့သိမ်းစစ်စင်ရေးမှာ PDF ဇုံလန်းကရဲဘော်10ဦးကလေး Revolution Force KRF ကရဲဘော်5ဦး Niche Black Tiger MBT ကရဲဘော်9ဦး Generation Z Army GZA ကရဲဘော်9ဦးပမအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ကရဲဘော်2ဦးနဲ့96 Soldiers PDF အညာတပ်ဖွဲ့ကရဲဘော်2ဦးစုစုပေါင်းရဲဘော်32ဦးကြာဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ချင်းရင်အောင်စစ်စင်ရဲ့အဖြစ်ဖော်ဆောင်ခဲ့ကြတဲ့ဖလားမြို့သိမ်းစစ်စင်ရဲ့ဟာစစ်စင်ရေးစတင်ဖော်ဆောင်ပြီး9လပြည့်တဲ့ဧပြီ9ရက်နေ့မှာအပိသက်သိမ်းပိုက်နိုင်ခဲ့ကြပြီးဖလန်းမြို့နယ်မှာစစ်ကောင်စီကင်းစင်သွားပြီလို့ဧပြီ9ရက်နေ့ကချင်းရင်အောင်ကထုတ်ပြန်ခဲ့ပါတယ်။စကိုင်းတိုင်းဝမ်တူမြို့နယ်နောက်ခေါင်ကျေးရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှာအရက်သားပြည်သူ26ယောက်သေဆုံးပြီး22ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဒီနေ့ထုတ်ပြန်ပါတယ်။ဧပြီလ9ရက်ကဝမ်တူမြို့နယ်နောက်ခေါင်ကျေးရွာဆေးရုံရှိကကျောင်းဟောင်းဝန်းကျင်ဈေးဆိုင်ကအနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်ကောင်စီကမြေပြင်ထိတွေ့တိုက်ပွဲမဖြစ်ပွားပဲဂျက်ဖိုက်တာနဲ့ပုံ၄ကြိမ်ကြေးချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီတိုက်ခိုက်မှုတွေကြောင့်ကျေးရွာနေပြည်သူတွေဖြစ်တဲ့ကလေးသူငယ်အမျိုးသမီးနဲ့အသက်ကြီးရွယ်ဦးတွေအပါအဝင်အရက်သားပြည်သူစုစုပေါင်း26ယောက်သေဆုံးခဲ့ပြီး22ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ပြည်သူတရက်လုံးတန်းတူညီမျှမှုရရှိရေးငင်းချမ်းရေးနဲ့တရားမျှတမှုရရှိရေးဆိုတဲ့ဥတီချက်တွေကိုခိုင်ခိုင်မာမာလက်ကင်ဆွဲထားပြီးအကြမ်းဖက်စစ်ကောင်စီရဲ့ကျူးလွန်မှုတွေကိုအပြစ်ပေးအရေးယူနိုင်ရေးတာဝန်ယူဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။စကိုင်းတိုင်းကောလင်းမြို့နယ်ကိုစစ်ကောင်စီကဒီနေ့ဧပြီ17ရက်မနက်ပိုင်းမှာလေကြောင်းကနေထပ်ပြီးပုံကျစ်တိုက်ခိုက်ခဲ့တယ်လို့ကောလင်းခရိုင်အမှတ်1ခက်တပ်ရင် KLPDF ကသတင်းထုတ်ပြန်ပါတယ်။ဒါဟာစစ်ကောင်စီကကိုလင်းမြို့နယ်ကိုနှစ်ရက်ဆက်တိုက်လေကြောင်းကနေတိုက်ခိုက်ခဲ့တာဖြစ်ပြီးကိုလင်းမြို့နယ်အရှိချမ်းရွှေဘူမြစ်ကြီးနားလမ်းဘေးကတိတ်ချောင်းရွာတစ်ကိုဒီမနက်အစောပိုင်း3:40မိနစ်မှာလေကြောင်းကနေပုံကျစ်ခဲ့တာလို့သိရပါတယ်။မြေပြင်တိုက်ပွဲဖြစ်ပွားမှုမရှိဘဲအရက်သားပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်ခဲ့တာလို့ KLPDF ကပြောပါတယ်။ဗုံးသီးနှလုံးကျိတ်ချတိုက်ခိုက်ခဲ့ရမှာကျေးရွာအနီးလေးကွင်းထဲတလုံးကြားရောက်ပောက်ကွဲပြီးထိခိုက်ပျက်စီးမှုအနေငယ်ရှိခဲ့တယ်လို့ဖော်ပြပါတယ်။စစ်ကောင်စီဟာမနေ့ကနေ့ခင်းပိုင်းမှာလည်းကိုလင်းမြို့နယ်အင်ပင်လှကျေးရွာစာတင်ကျောင်းကိုပေါင်900ပုံနှလုံးကျိတ်ချတိုက်ခိုက်ခဲ့လို့အသက်14နှစ်အရွယ်မိန်းကလေးတဦးသေဆုံးပြီး3ဦးဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီဟာအင်းတော်မြို့ကိုလက်လွတ်ပြီးနောက်မှာအင်းတော်ကောလင်းဝမ်တူမြို့နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။